Okay မင်္ဂလာပါနော်ကျွန်တော်ဒီတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတွေကတော့ကျွန်တော်ဒီကုလက်ရှိအငင်းပွားဝယ်ဖြစ်နေတဲ့ဒီအမေရိကန်နဲ့ဒီဒိန်းမတ်နိုင်ငံအကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်ခုဒိန်းမတ်နိုင်ငံဟာဒီကျောင်းဝင်းထဲမှာလို့ပိုကြီးတဲ့နိုင်ငံတစ်ခုကအနိုင်ကျင့်ခံရနေတယ်လို့ဒါဟယ်လီတိုနင်းရှာမက်ကဒီဝန်ကြီးတော်ဟောင်းကပြောကြားခဲ့တာပေါ့နော်စကိုင်းနယူးမှာဒိန်းမတ်ဝန်ကြီးဟောင်းကစကိုင်းနယူးမှာပြောကြားခဲ့တာတွင်နဲ့သူမ၏နိုင်ငံဂရင်းလန်းကျွန်းစုနှင့်ပတ်သက်၍အမေရိကန်၏အနိုင်ကျင့်မှုကိုခံရနေသည်ဟုလည်းပြောကြားခဲ့တယ်။ရန်လိုသောလုပ်ရပ်ဖြစ်ကြောင်းပြောကြားခဲ့သည်။ဒေါ်နယ်ထရန့်ကမြောက်အတ္တလန္တိတ်သမုဒ္ဒရာရှိတစ်စိတ်တစ်ပိုင်းကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကိုရယူလိုကြောင်းထပ်မံရှင်းလင်းစွာပြောကြားပြီးနောက်သူမကမှတ်ချက်များစွာကိုလည်းပေးထားတွေ့ရတယ်ပေါ့နော်။အမေရိကန်သမ္မတကယခုအပတ်တွင်အမျိုးသားလုံခြုံရေးရှုထောင့်မှကြည့်လျင်ဂရင်းလန်းကိုကျွန်တော်တို့လိုအပ်တယ်ဟုပြောကြားခဲ့တယ်။ပထမနေ့တွင်အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလီပစ်ကကျွန်းကိုဝယ်ယူခြင်းသည်လက်ရှိတွင်သမ္မတနှင့်အမျိုးသားလုံခြုံရေးအဖွဲ့မှတက်ကြွဆွေးနွေးသောကိစ္စဖြစ်ကြောင်းပြောကြားခဲ့တယ်။ဂရင်းလန်းသည်၎င်း၏ပြည်တွင်းရေးရာအများစုကိုကိုယ်တိုင်စီမံခန့်ခွဲတော်လဲကျွန်း၏နိုင်ငံခြားရေးကာကွယ်ရေးနှင့်လုံခြုံရေးမူဝါဒကိုဒိန်းမတ်နိုင်ငံကထိန်းချုပ်ထားကြောင်းမစ္စတာတိုနင်းရှာမစ်ကစကိုင်းနယူး၏နိုင်ငံရေးအက်ဒီတာပက်ရစ်ဘီအားပြောကြားခဲ့သည်မှာဗြိတိရှကျွန်းစုများတွင်ဖြစ်ပွားခဲ့သည်ဟုတင်မြင်အောင်ကြည့်ပါကတဲ့ထိုကျွန်းစုပေါ်တွင်အမေရိကန်အလံရုတ်တရက်ချိတ်ဆွဲထားခြင်းသည်ရန်စမှုကြီးတစ်ခုဖြစ်သည်ဟုပြောကြားခဲ့သည်ဆာဂီယာဆာဒါမာသည်ဗုဒ္ဓဟူးနေ့တွင်မစ္စတာထရန့်နှင့်ဖုန်းပြောဆက်သွယ်ခဲ့ပြီးဂရင်းလန်းဆိုင်ရာသူ၏ယက်တီချက်ကိုဖော်ပြခဲ့သည့်ဝန်ကြီးချုပ်နှင့်လွှတ်တော်အမတ်များအားဂရင်းလန်း၏အနာဂတ်သည်ဂရင်းလန်းနှင့်ဒိန်းမတ်ဘုရင်နိုင်ငံသားလျှင်ဆုံးဖြတ်ရမည်ဟုပြောကြားခဲ့သည်မစ္စတာတိုနင်းရှာမစ်ကဂရင်းလန်းနှင့်မည်ကျူးကျော်မှုမျိုးမဆိုသိမ်းပိုက်ပါကနေတိုး၏အဆုံးသတ်ဖြစ်မည်ဟုထပ်မံပြောကြားခဲ့သည်ပေါ့နော်ဒီဟာကဒိန်းမတ်နိုင်ငံအတွက်သာမကနေတိုးအဖွဲ့ကိုဖွဲ့စည်းခဲ့တဲ့အခြေခံတစ်ခုအတွက်ပါအန်ဒီရများတဲ့အခြေအနေပါလို့လည်းထပ်မံပြောကြားခဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ဒိန်းမတ်ဒါမှမဟုတ်နေတိုးနဲ့အဖွဲ့ကြားမှာပဏိပက္ခတစ်ခုဖြစ်လာခဲ့ရင်မစ္စတာပူတင်နဲ့သမ္မတရှီအတွက်တရုတ်နိုင်ငံမှာကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်လာမယ်လို့လည်းသူထပ်မံပြောကြားခဲ့တယ်ပေါ့နော်ကျွန်တော်ရရှိတဲ့သတင်းလေးပေါ့နော်တင်ဆက်ပေးတာဒီကိစ္စပတ်သက်ပြီးတည်တည်ကြစဉ်းစားပြီးပြောရမယ်ဆိုလို့ကျွန်တော်ဒီအမေရိကန်ကဒေါ်နယ်ထရန့်ကဒီဂရင်းလန်းကျွန်းကိုသူကလူချင်းနေတယ်ဆိုတာကဘာကြောင့်လဲဆိုလို့ကျွန်တော်တို့ဒီနိုင်ငံရေးရှုထောင့်မှာကြည့်မယ်ဆိုလို့ရှိရင်သူကဒီရုရှားကဒီဒိန်းမတ်ကနေပြီးတော့သူကဖြတ်ကြတာရေလမ်းကြောင်းပေါ့နော်ဒီရုရှားနိုင်ငံကဒီပင်လယ်ပြင်ဘက်မှာနေရပြင်မဲ့ဒီရုရှားနိုင်ငံရဲ့ပင်လယ်ပြင်အရန်အေးခဲတယ်အဲ့လိုမျိုးဒီတင်မောတွေပါလေအလွယ်တကူသွားလို့မရဘူးဒါကြောင့်မို့လို့လည်းဒီအမေရိကန်သမ္မတဂျော်နယ်ထရန့်ကဒီဘယ်လိုမှဒိန်းမတ်ကဒီဂရင်းလန်းကျွန်းကိုသူကလိုချင်တာဒီဂရင်းလန်းကျွန်းကိုယူမယ်ဆိုလို့ရှိရင်ဒီရုရှားရဲ့ကုန်သွယ်ရေးရေလမ်းကုန်သွယ်ရေးပိတ်သွားဖြစ်တယ်ဘာလို့ဆိုတော့သူဒီဂရင်းလန်းကျွန်းကနေပြီးဖြတ်ရမှာသူတော့ယူတယ်ဆိုလို့ရှိရင်ရုရှားပိတ်သွားပြီအဲ့လိုမျိုးပေါ့နော်ဒီအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့နိုင်ငံကြားမှာတင်းမာမှုတွေဘယ်လိုရှိလာမလဲပြီးလို့ရှိရင်တရုတ်နဲ့လည်းဘယ်လိုတင်းမာမှုတွေရှိမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်ဒီကျွန်တော်မျှော်လင့်မထားတဲ့ကိစ္စဆိုကြီးတွေဖြစ်ဆိုကြီးတွေပြန်လည်ပြီးတော့ဖြစ်လာမလားစောင့်ကြည့်ကြရပါတော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးတော့ follow လေးလုပ်ခဲ့ပြီးကျွန်တော်သတင်းသစ်တွေတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့မြန်မာနိုင်ငံသားအားလုံးတိုင်းရင်းသားညီကောင်မများအားလုံးတောင်းတဲ့စီးလုံးချီးရည်နေကြပါတွေ့မှုပဲကြပါနဲ့လို့ပြောချင်ပါတယ်ဗျာအားလုံးချစ်ပါတယ်မင်္ဂလာညခင်းလေးဖြစ်ပါတယ်